ကျောက်ကတန်ငါသေးဆိုတော့ငါးရှာရတာပြောတယ်ဗျကျောက်ငါးခုတဲပေးဖို့လိုက်လာတာအဖိုးကြီးတယောက်တည်းမနိုင်ပါဘူးလို့လေ ကျောက်တော့ငငယ်တုန်းကပျော်စရာကောင်းတယ်နော်နင်ကကောက်ဆိုင်စင်းငါကလေထုံတာလေ ဟုတ်ပါနော် မိုးရေတွေကပြန်လာပြီးနှွေးသွားအောင်ရေနှွေးချမ်းတောက်နေတာလေပြီးမှငါချက်တော့မယ် ကျောက်ကမိုးစဲရင်ငါးရောင်းအောင်မယ် မကြီးဖောက်ပြီးချက်ရမယ်တဝန်ကကျောက်တာဝန်လေအဖွားကြီးကရွာထဲငါသွားရောက်တယ် ငါးယူအောင်မလားငါအခုမှရှာလာတာလက်လက်ဆက်ဆက်လေးအိုးကက်လေးချက်တိတ်စားကောင်းတယ် ယူမယ်လာပါအောင်အဖွာ ဟင်းကတော့ကြက်ပြီအဖွားကြီးလာရင်စားကြမယ်လေ ငါးတွေတော့ရောင်းကုန်သွားပြီတော့မနှက်ပြန်ဆန်ဖိုးလေးရပြီပေါ့ ကျောက်မလိုက်တဲ့လက်ဖက်ချောက်မပါဘူးလားအဖွားကြီး ဟဲမေ့နေတယ်တော့ရေမပါဘူးလက်ဖက်6တစ်ထုပ်ပေးပါအိမ်ကအဖိုးကြီးကလက်ဖက်6မပါရင်ရေနွေးမတောက်တတ်ဘူးအကြောင်းမို့ထမင်းမစားခင်လာဝယ်ပေးရတာလေ ကျောက်အတွက်တော့လက်ဖက်ရည်ချမ်းကနံပါတ်1ပါထမင်းစားတော့မယ်ထလာစားကြပါအောင် အထူးသဖြင့်ငါဟင်းလေးကအရန်အရသာရှိတာပဲအဖွားကြီးရဲ့ ဟုတ်တယ်အဖိုးကြီးရဲ့စီပြန်ချက်လေးကစားလို့ကောင်းလိုက်တာ